ကိုယ့်ရဲ့အတ္တကိုအားကိုးပါကိုကကိုဆိုတဲ့အတ္တကနေပြီးတော့အတ္တဟိအတ္တနောနာထောအဲ့ဒီထဲမှာ तू ကဘာတွေပါလဲဆိုတော့ခုနတုန်းကစိတ်တွေစေတသိက်တွေရုပ်တွေရဲ့သဘောတရားရဲ့အဲ့ဒါပါတယ်အဲ့ဒီထဲမှာမခွဲရမှာအတ္တနာဟိတုတံဒေနအဲ့ဒီထဲမှာဒီအတ္တထဲမှာဘာတွေပါလဲဆိုတော့တတိတွေဝရိယတွေဉာဏ်တွေလည်းပါတယ်လောဘတွေဒေါသတွေမောဟတွေလည်းပါတယ်အဲ့ဆိုတော့အတ္တအမျိုးမျိုးထဲမှာစိတ်စေတသိက်ရုပ်အလုံးကိုအတ္တခေါ်တာဆိုတော့အကုသိုလ်နဲ့ဆိုင်နေတဲ့ဆိုးကျိုးကိုပေးစေတတ်တဲ့အတ္တတွေကိုတော့ကောင်းကောင်းဆုံးမပေးရမယ်တဲ့အတ္တနာဟိသုတံဒေနဒီအတ္တတစ်ခုကိုအာကိုးတာတော့မှန်ပြီတခြားအတ္တကိုအာမကိုးနဲ့ကိုယ့်အတ္တကိုအာကိုးပါဒါပေမဲ့ကိုယ့်အတ္တကိုအာကိုးရင်လည်းကုသိုလ်အကုသိုလ်နှမျိုးရောနေတယ်ရောနေတာဖြစ်တဲ့အတွက်ကြောင့်မို့ကုသိုလ်ပဲဖြစ်ခွင့်တတိဝရိယဉာဏ်ပဲဖြစ်ခွင့်ရှိအောင်လုပ်ပါလောဘဒေါသမောဟဆိုတဲ့အတ္တတွေဖြစ်ခွင့်မရှိအောင်လုပ်ပါလို့သုတန္တဆိုတာကောင်းကောင်းဆုံးမပါလို့ပြောတာကောင်းကောင်းဆုံးမတယ်ဆိုတာလောဘဒေါသမောဟဆိုတဲ့အတ္တနောက်ကိုမလိုက်ဖဲနဲ့တတိဝရိယဉာဏ်ဆိုတဲ့အတ္တနောက်ကိုလိုက်ပြီးတော့နေပါလို့ဒီလိုပြောတာအတ္တနာဟိသုတန္တေနနာထံလပတိဒုံလပံတဲ့အဲ့ဒီလိုတာလိုက်ပြီးနေမယ်ဆိုလို့ရှိရင်ရနိုင်ခဲ့တဲ့ရဖို့ရခက်ခဲတဲ့အာကိုရာကိုရပါလိမ့်မယ်နာထံလပတိဒုံလပံရခဲ့တဲ့အာကိုရာကိုရလိမ့်မယ်လို့ပြောတာအဲ့ဒါဆိုတော့ကိုအာကိုဒီဂါထာလေးကတော်တော့ကိုရှင်းရှင်းလင်းလင်းရှိတယ်အတ္တနာအတ္တဟိအတ္တနောနာထောဆိုတာပုဂ္ဂိုလ်တ attva အတ္တကနေပြီးစိတ်စေတသိက်ရုပ်သဘောဆိုတဲ့အဲ့ဒီအတ္တကိုကိုယ့်ရဲ့ခန္ဓာကိုအတ္တကိုအာကိုပါကိုယ်အတ္တကိုအာမကိုပဲနဲ့တခြားသောအတ္တကိုသွားပြီးအာကိုမနေနဲ့အာကိုလို့မရဘူးဒီလိုပြောတာဒါပေမဲ့ကိုယ့်ရဲ့အတ္တမှာလည်းပဲကုသိုလ်ရောအကုသိုလ်ရောဒုက္ခပေးတဲ့တရားတွေရောဒုက္ခကင်းတဲ့တရားတွေရောနေတတ်တယ်အဲ့ဒါကြောင့်မို့တတိဝရိယဉာဏ်ဒီဟုသောအတ္တကိုတော့ထင်ထင်ရှားရှားဖြစ်အောင်လုပ်ပြီးတော့လောဘဒေါသမောဟနဲ့ဆိုင်တဲ့အတ္တတွေကိုတော့ချုပ်ငြိမ်းအောင်လုပ်ပါအဲ့ဒါကိုသုဒ္ဒန္တအတ္တနာဟိသုဒ္ဒန္တေနကိုယ့်ရဲ့အတ္တကိုလောဘဒေါသမောဟဆိုလိုတာကုသိုလ်အကုသိုလ်နဲ့ရောနေတဲ့ဒီအတ္တကိုလောဘဒေါသမောဟဆိုတဲ့အတ္တတွေကိုချိုးနှိမ်ပြီးတော့တတိဝရိယဉာဏ်ဆိုတဲ့အတ္တကိုပြည်ပြင်းအောင်ထင်ရှားအောင်ဆုံးမပါလို့ပြောတာအဲ့လိုဆုံးမလို့ရှိရင်နာထံလပတိဒုံလပအလွန်ရခဲ့တဲ့ဒုံလပဆိုရခဲ့တာကိုပြောတာရလွယ်တာကိုသူလပလို့ခေါ်တယ်ဒုလပကရဖို့ရခက်ခဲတာကိုပြောတာအလွန်ရခဲ့တဲ့နိဗ္ဗာန်တည်းဟူသောဒုံလပကိုနိဗ္ဗာန်တည်းဟူသောအတ္တကိုရပါလိမ့်မယ်နာထံလပတိဒုံလပနိဗ္ဗာန်ကိုရပါလိမ့်မယ်နိဗ္ဗာန်ကိုရတယ်ဆိုတော့ဘာလဲဆိုတော့ဒုတိယတတိယအပိုက်မှာပြောတယ်ကိုကလောဘဒေါသမောဟတွေစွန့်ခဲ့တယ်မလားလောဘဒေါသမောဟဆိုတဲ့အတ္တကိုစွန့်လိုက်တော့အဲ့ဒီအတ္တကဖန်တီးနေတဲ့တန်တရာကိုစွန့်ပြီးသားဖြစ်သွားတယ်အဲ့တန်တရာစွန့်လိုက်တဲ့ချုပ်ငြိမ်းမှုဆိုတဲ့နိဗ္ဗာန်ကိုအာကိုရာအဖြစ်ရလာပါလိမ့်မယ်လို့ဒီလိုပြောတာဒါအဲ့ဒီကိုအာကိုပါဆိုတဲ့တရားလေးကိုဒါကရှင်းရှင်းလင်းလင်းဖြစ်အောင်ဒါပြောပြတာပေါ့မိမိကိုအာကိုပါဆိုတဲ့တရားရဲ့အဓိပ္ပာယ်ကဒါပါဠိအတိုင်းဆိုလို့ရှိရင်ဒီလိုလေးနားလည်လို့ရတယ်ကိုအာကိုပါအဲ့ဒီမှာဒါကတော့စာလို့ပြောတာလေဒါဗမာလိုပြောရင်ဘယ်လိုပြောမှလဲဆိုတော့ကဲကျွန်တော်ကဥဆန်းဝဲဆိုတဲ့အတ္တကဘယ်သူ့ကိုအာကိုမှလဲဥဆန်းဝဲလို့နာမည်တက်လို့ရတဲ့ဥဆန်းဝဲလို့နာမည်တက်မျက်စိတွေနားတွေနှာခေါင်းတွေရှားတွေကိုယ်တွေဟရိယဝတ္ထုတွေအဲ့ဒီမှာဖြစ်နေတဲ့စိတ်တွေစေတသိက်တွေရုပ်တွေအဲ့ဒီဟာကိုအာကိုပါလို့ပြောတာအဲ့ဆိုတော့အဲ့ဒါကိုအာကိုဖို့အတွက်
ကိုခန္ဓာကိုဘဝကိုပဲအားကိုးပါလို့ပြောတယ်နောက်တခြားသောဘဝတွေကိုအားကိုးမယ်ပေါ့ဒါထားပါတော့မြတ်စွာဘုရားကိုအားကိုးမယ်မြတ်စွာဘုရားကိုအားကိုးမယ်ဆိုရင်အဖေကိုအဖေလို့အားကိုးလို့ရတယ်မြတ်စွာဘုရားကိုယ့်ရဲ့အဖေပဲလို့အားကိုးလိုက်လို့ရတယ်လေမြတ်စွာဘုရားဒီကိုယ့်ရဲ့အဖေပဲကျန်တဲ့တာဝကတွေကိုယ့်ရဲ့ညီကိုမောင်နှမတွေပဲလို့အားကိုးကြည့်လိုက်အားကိုးကြည့်ရင်ဘယ်သူကအားကိုးတာလဲကြည့်လိုက်အတ္တပထမအတ္တခေါ်တဲ့ဒီဥသံဝင်းနဲ့ဥသံဝင်းရဲ့ခန္ဓာကိုယ်ဆိုတဲ့ဒီအတ္တနှစ်ခုကကိုအားကိုးထားတဲ့အတ္တကနေပြီးတော့ဟိုမှာမိယာဖြစ်တဲ့ဘုရားတရားတန်ခါဆိုတဲ့အတ္တတစ်ခုအားကိုးတာပဲသူတို့ကဘာအားကိုးလဲဆိုကိုအားကိုးတဲ့ပုံကိုယ်တွေကိုအားကိုးတာကိုဘဝကိုခန္ဓာကိုအားကိုးတဲ့ပုံကိုယ်တွေကိုပဲကိုကသွားပြီးတော့အားကိုးတာအဲ့ဒါဆိုတော့သူတို့ရဲ့အားကိုးရာကအားကိုးတဲ့ပုံစံပါလဲဆိုတော့အကုသိုလ်ကိုမလုပ်ရဘူးကုသိုလ်ကိုပွားများမယ်ဆိုတဲ့အလုပ်ကိုလုပ်ခိုင်းတယ်အဲ့လိုလုပ်ခိုင်းတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့အတ္တအကုသိုလ်နဲ့ဆိုင်တဲ့အတ္တတွေကိုချိုးနှိမ်ပြီးတော့ချုပ်ငိမ့်အောင်လုပ်ပြီးတော့ကုသိုလ်နဲ့ဆိုင်တဲ့တတိဝရိယဉာဏ်အတ္တတွေကိုပွားစီအောင်လုပ်တာအဲ့လိုပွားစီအောင်လုပ်ခြင်းဖြင့်ပွားစီအောင်လုပ်လိုက်ပြီဆိုလို့ရှိရင်ကိုတတိလေးထားတတိရှိနေတယ်လို့ထူထောင်မှာတတိရှိနေတယ်လို့ထူထောင်တတိရှိတယ်ဆိုရင်ကိုရပ်သွားတယ်နောက်ပြီးတော့ကိုဘဝကိုလည်းပြန်တွေ့လာတယ်တွေ့ပြီးပြီဆိုရင်အဲ့တတိရှိတယ်ဝရိဉာဏ်လည်းရှိလာတယ်ကိုပြန်တွေ့တဲ့ဉာဏ်လေးလည်းပါလာတယ်ဝရိယဒီပေါ်မှာခဏသိအောင်လုပ်ရင်ဝရိယလည်းပါလာတယ်အဲ့ဒါတတိရဲ့ပါလဲဝရိယလည်းပါတယ်ဉာဏ်လည်းပါတယ်ဆိုတော့တော်တော်လေးကောင်းနေပြီအဲ့ဒီလိုပဲခဏအားကိုးရာများလာလို့ရှိရင်ထူထောင်ပါများလာလို့ရှိရင်အာယုံကိုမိခိုနေရတဲ့အမိခိုကင်းသွားမှာသမားကိုမိခိုနေတဲ့ဟာတွေအမိခိုကင်းပြီးတော့ချုပ်ငိမ့်သွားတာအဲ့ဆိုအာယုံမိခိုပြီးဆာလောင်နေတဲ့တဏှာတွေချုပ်ငိမ့်သွားတော့နိဗ္ဗာန်လို့ခေါ်တယ်လို့အဲ့လိုဆိုလို့ဒါလှုပ်လို့ရဒီလောကထဲမှာကျင့်လို့ရတဲ့တရားပဲဒါကျင့်ကြည့်ရမှာပထမကိုယ့်ရဲ့အတ္တကိုအရင်ရှာငါဆိုတဲ့ဟာငါဥဆောင်ဝင်ပဲငါကမောင်ဖြူပဲငါမောင်နီပဲငါမနီပဲစသဖြင့်ပေါ့ငါဆိုတဲ့ဟာအရင်ရှာအဲ့ဒါငါဆိုတဲ့အတ္တအဲ့ဒီအတ္တကငါရဲ့ခန္ဓာကိုမျက်စိနာနာလျာကိုစိတ်စေတသိက်ရုပ်တွေကိုအားကိုးအဲ့ဒါပြီးရင်အဲ့ဒီအားကိုးနေတဲ့အရာတွေထဲမှာအကုသိုလ်ကုသိုလ်နှမျိုးရောနေတယ်ရောနေတာဖြစ်တဲ့လောဘဒေါသမောဟနဲ့ဖြစ်လာတဲ့အာယုံဘက်ကိုအားကိုးခြင်းနဲ့စိတ်ကိုစွန့်ပြီးတော့တတိဝရိယဉာဏ်ကိုအားကိုးတတိဝရိယဉာဏ်ကိုထူထောင်ပုံကတော့ကိုယ်မှာတတိရှိနေသလားလို့တတိထားကြည့်ပါအမှတတိရှိနေတယ်လို့တတိလေးထားလိုက်တတိလေးထားမယ်တတိလေးထားတာနဲ့တတိထားတဲ့အခြေအနေကိုသိတယ်ဝရိယဉာဏ်ဖြစ်တယ်ဝရိယဖြစ်တယ်အဲ့ဒါလေးခဏလှုပ်ပြီးလို့ရှိရင်ကိုယ့်ဘဝနဲ့ကိုယ်အာကိုပြီးသားဖြစ်လာတယ်အဲ့လိုလှုပ်ရင်နဲ့အာယုံကိုအာကိုတတ်တဲ့လောဘဒေါသမောဟတွေချုပ်ငြိမ်းသွားရင်တော့နိဗ္ဗာန်ဆိုတဲ့ဟာကိုရတယ်လို့ဒီလိုဆိုလို့တယ်အဲ့ဒါဘုရားကိုအာကိုတယ်ဆိုတဲ့ဟာကလိုက်ပြီးတော့အရဟံဆိုပြီးလိုက်ပြီးတော့မိခိုပြီးသစေတရဲလို့သွားကတ်နေတာမဟုတ်ရဘူးဖယားဆိုတဲ့ပုဂ္ဂိုလ်ပြည့်စေကဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်တာဝကဆိုတဲ့ပုဂ္ဂိုလ်တွေဟာတတိဝရိယဉာဏ်ကိုအားကိုးပြီးနေသွားကြတဲ့ပုဂ္ဂိုလ်တွေကိုလည်းပဲတတိဝရိယဉာဏ်ကိုအားကိုးပြီးတော့သူတို့ရှိကအားကိုးတဲ့နီးလေးကိုသင်ယူပြီးတော့သူဟာကိုယ့်ရဲ့မိသားစုဝင်မဲလို့မိယုံလေးမိရမှာတစေတရဲလို့အရဟံရွတ်ပြီးတော့လိုက်ကတ်နေရမှာမဟုတ်ဘူးမိဖို့လိုတယ်ပေါ့မိခိုဖို့ပဲလိုတာလို့အဲ့လိုပြောချင်တာအဲ့လို